ယောက်ျားမရင်ငယ်ထားလို့စိတ်ညစ်နေတယ်ဟုတ်တယ်ဟုတ်ယောက်ျားမရင်ငယ်ထားနေလို့နာကျင်နေတယ်ဟုတ်တယ်ဟုတ်ယောက်ျားမရင်ငယ်ထားလို့အခုကိုကစိတ်တွေပါတွေတိတ်ပြီးတော့မလုံခြုံတော့ဟုတ်တယ်ဟုတ်အရင်ကလို့တိတ်ပြီးတော့စိတ်တွေပါတွေမတည်ငြိမ်တော့ဟုတ်တယ်ဟုတ်တယ်ဆိုရင်ဒီအောက်မှာဝမ်းလို့ရိုက်ခဲ့ပါခင်ဗျတင်းအနေနဲ့တင်းရဲ့ယောက်ျားမရင်ငယ်ထားနေတယ်ဆိုရင်အဲ့လိုမျိုးစိတ်တွေလုံးဝမထားပါနဲ့ခင်ဗျနာကျင်တဲ့စိတ်တွေဝမ်းနေတဲ့စိတ်တွေမကျင်တဲ့စိတ်တွေလုံးဝမထားပါနဲ့ခင်ဗျငိုချင်တောင်မှသူ့ရှေ့မှာမငိုပါနဲ့ခင်ဗျသူ့ရမနောက်ွယ်မှာငိုပါခင်ဗျဘာဖြစ်လဲဆိုတော့တင်းအနေနဲ့အဓိကလှုပ်ရမယ့်အရာတစ်ခုကသူမရှိရင်လည်းကိုနေနိုင်တယ်ဆိုတဲ့ပုံရိပ်ကိုသူ့ကိုချပြဖို့လိုပါတယ်ခင်ဗျတင်းယောက်ျားမရင်ငယ်ထားနေတယ်မရင်ငယ်နဲ့အမြန်ဆုံးပြက်စေခြင်းနဲ့တင်တယောက်တည်းကိုပဲချစ်စေခြင်းနဲ့ဆိုရင်အဆောင်ကိုအသုံးပြုပြီးတော့တင်လိုသူ့ကိုထိန်းချုပ်ထားလို့ရပါတယ်ခင်ဗျအဆောင်ကိုအသုံးပြုခြင်းနဲ့ဆိုရင်ဆရာအပစ်မှာအမြန်ဆုံးပြောထားလို့ရပါတယ်ခင်ဗျအဆောင်ကနိုင်ငံတိုင်းကိုပို့ပေးနေပါတယ်ခင်ဗျအားလုံးကိုအထူးပဲချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျ